Wipe your tears, take a breath. Lay your head on my chest. Let me hold you through the night. Yeah, the world can bring us down, but I still believe somehow it's all gonna be alright. Come what may, the highs, the lows. Well, this life will be hard, but you and me won't. Dear Kai, today I choose you not just for this moment, but for every moment till our last breath. You have stayed with me and loved me, and having a man like you make today one of the happiest and most beautiful days of my life. Oh, we'll have a few fights. Who's wrong and who's right? But I want you to know, at the end of the day, I'm always here to stay. No, you'll never be alone. Come what may, the highs, the lows. Well, this life will be hard, but you and me won't. When the waters rise and we face the fire, we'll last in our foundation. The highs, the lows. Well, this life will be hard, but you and me won't. Oh, when it's time to say goodbye, we'll rest in our foundation. Hand in hand, on our knees, nothing between us. 'Cause in the end, even death could only lead us to you, me, and Jesus. ။ကျွန်တော်ချစ်တဲ့ကျွန်တော်ရဲ့တငယ်ချင်းလည်းဟုတ်တယ်ညီကိုလည်းဟုတ်တယ်ဆွေမျိုးလည်းဖြစ်တဲ့ကျွန်တော်ရဲ့အချစ်ဆုံးငဝါးနဲ့ညီမလေးခိုင်ကိုကျွန်တော်ဒီနေ့မင်္ဂလာလက်ဖွဲ့စကားလေးပါပြောချင်လဲဆိုတော့ကျွန်တော်အချစ်ဆုံးငယ်ချင်းငဝါးနဲ့ညီမလေးခိုင်တို့ဖဖဖရဲ့တောင်းတော်ရေးရောက်မှာဒါပျော်ရွှင်တော့အင်အောင်တစ်ခုထူထောင်နေလာပါသေးလို့ကျွန်တော်ကိုပြောချင်တယ်ပြီးတော့ချစ်ဖို့ကောင်းတဲ့တသားမီလေးလည်းများစွာဝေဝနိုင်ပါသေးလို့ခင်ရှုနာမနဲ့တောင်းပေးပါတယ်လို့ပြောချင်ပါတယ်ကျေးဇူးပါအားလုံးကိုကကြံပေးချင်တာကတော့ဘယ်ကိစ္စမဆိုမိမတွေအမြဲမှန်တယ်လို့အဲ့လိုမျိုးဘယ်ကိစ္စမဆိုမိမတွေမှန်တယ်လို့လက်ခံပေးလိုက်ရင်အဲ့အနောက်ရအရန်ပါရပြောချင်ပါတယ်လို့နောက်ဆုံးပြောချင်တာတော့နှစ်ယောက်စလုံး congratulations ပါလို့တသားမီးလေးအများကြီးဝေးပါစေလို့ဆုတောင်းပေးပါတယ်ကျေးဇူးပါအဲကြောင့်မလို့ညီမလေးနဲ့မောင်လေးအတွက်ပေါ့နော်နောက်ဆုံးအနေနဲ့တမချန်းစာလေးနဲ့ခွန်အားပေးချင်ပါတယ်လို့ဒီတနာချမ်းခန်းကြီးလေးငယ်ကိုကနေစနေလူဒီတယောက်ချဲချက်နှစ်ယောက်တာ၍ကောင်း၏စူးစမ်းအားထုတ်ရင်ကောင်းသောအကျိုးကိုရတတ်၏တယောက်လဲလင်တယောက်ထူလိမ့်မည်တယောက်ချဲသောသူလဲလင်မူကအကျိုးနည်းပြီထူသောသူမရှိလူဒီနှစ်ယောက်အတူအိမ်လင်လွေးတတ်၏တယောက်ချဲသောသူမူကအဘယ်သို့လွေးနိုင်သနည်းလူတယောက်ဒီတယောက်ကိုနိုင်လင်ထိုလူကိုနှစ်ယောက်စီးတားနိုင်၏သုံးလုံးတင်သောကျိုးသည်လည်းအလွယ်တကူမပြတ်တတ်ဘုရားသခင်ကိုကိုးစားအားကိုးတဲ့အိမ်ဆောင်ဖြစ်နေသုံးလုံးတင်ကျိုးဖြစ်တာယာပျော်ရွှင်တဲ့အိမ်ဆောင်လေးကိုပိုင်ဆိုင်နိုင်ပါစေလို့နောက်ဆုံးတစ်ခုကတော့ဂျူနီယာဝါနဲ့ခိုင်လေးကျွမ်းမမချန်နစ်ကအဆင်သင့်ဖြစ်နေပါပြီလို့ကူထိန်ပေးပါပါလို့ဒါကြောင့်မလို့ခိုင်နဲ့ဝါရရဲ့အိမ်ဆောင်တစ်ပေါ်မှာဘုရားခင်သားရေးကောင်းရှိပေးပါစေ
မရှိတော့ချစ်ချင်းနေနဲ့ပေါ်ရင်မြတ်တာတွေနဲ့သက်ဆုံးတိုင်းရုံမြင့်ကြပေါင်းဖက်သွားနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ကြည်ရ Come what may, the highs, the lows. Well, this life will be hard, but you and me won't. Oh, when it's time to say goodbye, we'll rest in our foundation. Hand in hand, on our knees, nothing between us. 'Cause in the end, even death could only lead us to you, me, and Jesus.